ကားပေါ်မှာဘာတွေပါလဲကြက်ဝက်နဲ့စိတ်တွေပါဆရာရဲ့ဟေးကောင်းလေးကားပေါ်တက်စစ်ကြည့်ကြစမ်းအေးဆေးစစ်ပါတရာမဝင်ပစ္စည်းဘာမှမပါပါဘူးဆရာတို့ရဲ့ A few moments later ကျုပ်တို့ကိုကြက်9កောင်နဲ့ဝက်1កောင်ပေးခဲ့ရမယ်အဆင်ပြေလားမလောက်ပါနဲ့ဆရာရဲ့တမားဟာတွေပါကျုပ်အပိုင်မဟုတ်လို့ပြန်ရော်စရာလည်းမရှိပါဘူးဗျာအဲ့ဒါခင်ဗျားစောက်ကြောင်းလေကျုပ်တို့ကတာဝန်ရလှုပ်ဆောင်နေတာနောက်လည်းပြန်သွားရမယ်နားလဲလားယူကြပါဗျာယူကြပါဒါဆိုလဲကျုပ်ကိုတွားခွင့်ပြုကြပါအောင်ဗျာရှေ့ရောက်ရင်နောက်တစ်ခုဖြတ်ရအောင်မယ်ဗျတလန်းလုံးလဲပေးရလုံးလို့ထပ်ပေးစရာဆိုလို့ကျုပ်ဥနှလုံးပဲရှိတော့တယ်ဗျာ